တီးပြီးကြပြီလားပုတ်ကားခေါ်တဲ့အမှာ main click car driver ခေါ်လို့ရတယ်ဆိုတာကျွန်တော်ရဲ့မိတ်ဆွေတွေတငယ်ချင်းတွေထိုင်းမှာရောက်နေတဲ့အခါအပြင်သွားဖို့အတွက်ပုတ်ခေါ်ရတာမျိုးရှိကြမယ်လို့ကျွန်တော်ထင်ပါတယ်ဒါကြောင့်ဒီနေ့မှာတော့ပုတ်မှာ main click car သမားတီးတန့်ကိုဘယ်လိုရွေးခေါ်လို့ရမလဲဆိုတာကျွန်တော်ပြောပြပေးတော့ပါမယ်တကယ်တော့ထိုင်းမှာဒီ feature ရှိနေတာကြာပါပြီထိုင်းနိုင်ငံကမြို့ကြီးတော်တော်များများအထူးသဖြင့်ဘန်ကောက်မှာဆိုရင် main click driver တွေပဲမောင်းလဲ woman for woman ဆိုတဲ့အမျိုးအစားလေးတီးတန့်ရှိပါတယ်ဖုန်းလေးထုတ်ပြီးကျွန်တော်နဲ့အတူလိုက်ကြည့်ရအောင်ပထမဆုံးအနေနဲ့ပုံမှန်အတိုင်းပဲ boat app ထက်ကိုဝင်လိုက်ပါပြီးရင်ကိုသွားရှင်တဲ့နေရာကိုအရင်ရိုက်ထည့်ပေးရပါမယ်ဒီနေရာကအရေးကြီးတယ်ကားအမျိုးအစားတွေကြားလာပြီဆိုရင်အောက်ကိုနည်းနည်းလေးထည့်ဆွဲချကြည့်လိုက် woman for woman ဆိုပြီးအမျိုးသမီးပုံ icon လေးနဲ့ရှိပါတယ်အဲ့ဒါလေးကိုပဲရွှေ့လိုက်ပါပြီးရင်တော့ခေါ်လိုက်ရုံပါပဲအဲ့ဒီမှာကိုစီလာကြုံမဲ့သူဟာ main ကလေးကားသမားပဲဖြစ်မှာပါဒါပေမဲ့တခုတော့ရှိတယ်အချိန်လေးတော့ပေးရပါမယ် main ကလေးမောင်းတဲ့ကားကပုံမှန်ကားတွေထက်နည်းတက်တော့ခဏတော့ပို့ဆောင်ရနိုင်ပါတယ်စီးနှုန်းကတော့ပုံမှန်နဲ့တိတ်မကွာပါဘူးအတူတူတော့ပါပဲဒါကအမျိုးသမီးခကြီးတဲ့တွေအတွက်တီးတန့်မလို့ကိုယ့်ဘက်ကလည်းအမျိုးသမီးတီးတန့်ဖြစ်ဖို့လိုပါမယ်တကယ်လို့ယောက်ျားလေးပါလာမယ်ဆိုရင် driver ကညင်ပိုင်ခွင့်ရှိပါတယ်ကဲအခုဆိုရင်တော့ main ကလေးတိုင်းထိုင်းမှာပုတ်ခေါ်ရင်ပိုပြီးစစ်ဖြစ်နဲ့သွားလို့ရပြီပေါ့နော်ကျွန်တော်ရဲ့ညီမလေးတွေတငယ်ချင်းတွေအားလုံးဘေးကင်းကင်းနဲ့သွားလာနိုင်ကြပါစေဗျာနောက်ထပ်လည်းထိုင်းရောက်မြန်မာပြည်သားတွေအတွက်အသုံးဝင်မဲ့ tip လေးတွေသိချင်ကျွန်တော်ရဲ့ channel လေးတွေကို follow လုပ်ထားဖို့မမေ့ပါနဲ့အားလုံးပဲအဆင်ပြေကြပါစေဗျာ